ဒီကနေ့ဇွန်လ21ရက်နေ့နရင်းဇရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမမြင့်နေခင်အားတင်ဆက်ပေးတော့ပါမယ်ရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့မင်းပြကခမရ380တက်အနီးကိုစစ်ကောင်စီကမြေအချိန်မှာဘုံလာကြေခဲ့တဲ့သတင်း။အမ်းမှာသွေးလွန်တကွေးနဲ့ငှက်ဖျားယောဂဖြစ်ပေါ်သူများပြားလာနေတဲ့သတင်းနဲ့ရခိုင်စစ်ပေးရှောင်တွေကိုပြည်ပရောက်ရခိုင်အဖွဲ့အစည်းတွေကအဓိကကူညီလူဒန်းနေတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။မင်းပြမြို့အနီးကစစ်ကောင်စီတပ်စခန်းရှာခဲ့တဲ့ခမရ380တပ်အနီးကိုစစ်ကောင်စီတပ်ကဇွန်လ19ရက်နေ့ညအချိန်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အဆောက်အဦတချို့ပျက်စီးသွားပေမဲ့လူထိခိုက်မှုမရှိခဲ့ဘူးလို့သတင်းရင်းမြစ်တယောက်ကနရင်းစရာကိုအတည်ပြုပြောဆိုပါတယ်။ဒီလိုပုံကျဲတိုက်ခိုက်မှုတွေကြောင့်ဒေသခံတွေစိုးရိမ်စိတ်မြင့်မားနေပြီးနေထိုင်ရတာတွေမလုံမခြုံဖြစ်လာနေတယ်လို့သိရပါတယ်။အဲ့ဒီခမရ380တက်ကိုပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလအတွင်းအာရခတက်တော် EA ကတင်ပိုက်ထားတာဖြစ်ပါတယ်။မင်းပြမြို့နယ်တစ်ခုလုံးကိုလေ EA က2024ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့မှာအပိသက်တင်ပိုက်ခဲ့တာပါ။စစ်ကောင်စီတပ်ဟာစကိုင်းငလျင်ကြောင့်အပြစ်ခတ်ရဲစေးတယ်လို့အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပေမဲ့လက်တွေ့မြေပြင်မှာအပြစ်ရတာမရှိတဲ့အပြင်အရက်သားပြည်သူတွေနေထိုင်ရာမြို့ရော်ရက်ကွက်တွေကိုရည်ရွယ်ချက်ရှိပုံကျဲတိုက်ခိုက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။အမ်းမြို့နယ်မှာဒီနှစ်မိုးရာသီမှာသွေးလွန်တကွေးနဲ့ငှက်ဖျားယောဂဖြစ်ပေါ်သူများပြားလာနေတယ်လို့သိရပါတယ်။အမ်းမြို့နယ်တစ်ခုလုံးမှာဒီနှစ်မိုးရင်းကာလမှာချင်းတွေပေါ်များတဲ့အတွက်သွေးလွန်တကွေးနဲ့ငှက်ဖျားယောဂဖြစ်ပေါ်တာတွေများပြားလာနေရလို့အန်းစစ်ရှောင်းအမျိုးသမီးတယောက်ကနရင်းစရာကိုပြောပါတယ်။စစ်ရှောင်းတွေနဲ့ဒေသခံတွေဟာအမိုးအကာမလုံလောက်တာနဲ့စောင်းနဲ့ကျင်ထောင်တွေလုံလောက်တာမရှိလို့အခက်အခဲဖြစ်နေကြပြီးမိုးရော်သွန်းတာကြောင့်ရေလွှမ်းမှုတန်ကိုလည်းခံစားနေကြရတယ်လို့အန်းရှောင်းဒေသခံအမျိုးသားတယောက်ကနရင်းစရာကိုပြောပါတယ်။အန်းရှောင်းနဲ့ဒလက်ရှောင်းမှာလေရေပြည့်နေပြီးဖျားနာသူတွေအတွက်ကုသစရာဆေးဝါးရှားပါနေကစားဝတ်နေရေးနဲ့ကျန်းမာရေးအခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။အာရခတစ်တော် EA ရဲ့ကျန်းမာရေးဌာနကလည်းလက်လန်းမိနိုင်တဲ့ကြေးရော်တွေကိုစိကုသပေးနေတယ်လို့အမ်းမြို့နယ်က ULA တာဝန်ရှိသူအမျိုးသားတယောက်ကနရင်းစရာကိုပြောပါတယ်။ရခိုင်ပြည်အတွင်းမှာအခက်အခဲကြားရောက်နေကြတဲ့စစ်ပေးရှောင်ပြည်သူတွေကိုရခိုင်ပြည်ပမှာရှိတဲ့ရခိုင်လူမှုအဖွဲ့အစည်းတွေကအဓိကကူညီထောက်ပံ့မှုတွေပြုလုပ်နေတယ်လို့သတင်းရရှိပါတယ်။ရခိုင်ပြည်ပြင်ပမှာအလုပ်လုပ်ကင်နေကြတဲ့ရခိုင်လူမျိုးတွေဟာသူတို့အလုပ်လုပ်လို့စုဆောင်းရရှိထားတဲ့ရွှေနှေးစာတွေထဲကငွေကြေးတွေကိုပြည်ပရောက်ရခိုင်အသင်းအဖွဲ့အစည်းတွေကနေတဆင့်ပြည်ရင်းကရခိုင်စစ်ပေးရှောင်တွေကိုကူညီပံ့ပိုးနေကြတာလို့သိရပါတယ်။တရုတ်နိုင်ငံရောက်ရခိုင်သူရခိုင်သားတွေကစုပေါင်းပြီးကြောက်ဖြူကစစ်ပေးရှောင်ပြည်သူတွေအတွက်300ကျော်စုပေါင်းကူညီထောက်ပံ့လူဒန်းပေးခဲ့ကြတယ်လို့သိရပါတယ်။ဇွန်လတလထဲမှာပဲရခိုင်ပြင်ပရောက်လူမှုအဖွဲ့အစည်းတွေကရခိုင်စစ်ပေးရှောင်ပြည်သူတွေကို1000နဲ့ရှိပြီးလူဒန်းခဲ့ကြတယ်လို့ရခိုင်လူမှုအဖွဲ့အစည်းတွေစီကနေသိရပါတယ်။ကြောက်ဖြူမှာမိုးရင်းကာလစစ်ပေးရှောင်တွေအတွက်ချင်းထောင်တွေဝယ်ယူဖို့ငွေကျပ်905သိန်း9000ကိုတရုတ်နိုင်ငံရောက်ရခိုင်လူမျိုးတွေကစုပေါင်းပြီးလူဒန်းခဲ့တယ်လို့လည်းသိရပါတယ်။အဲ့ဒီငွေတွေနဲ့စစ်ပေးရှောင်တွေကိုချင်းထောင်အလုံးရေ2500ထက်မနည်းလူဒန်းနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုပဲအိမ်ထောင်စု185စုခိုလုံနေတဲ့ပုံနာကျုံမြို့နယ်ကစစ်ပေးရှောင်စခန်းတစ်ခုကိုလည်းပြည်ပမှာရှိတဲ့အဖွဲ့တွေကငွေကျပ်88သိန်း5000ကူညီထောက်ပံ့ပေးခဲ့တယ်လို့ပရဟိတလုပ်ငန်းတွေဆောင်ရွက်နေသူတွေစီကနေသိရပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။ပြည်ရင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့ကရင်ပြည်နယ်ကော့ကရိတ်ကျုံတို့လမ်းပိုင်းမှာစစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖက်ကအကြအဆုံးများနေတယ်လို့ဒေသရင်းစီရေးသတင်းမြစ်တွေစီကနေသိရပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်သားအယောက်90နီးပါးသေဆုံးပြီးလက်နက်ခဲယမ်းတွေလည်းတင်စီရမိခဲ့တယ်လို့ဒေသရင်းစီရေးသတင်းရင်းမြစ်အမျိုးသားတယောက်ကနရင်းစရာကိုပြောပါတယ်။ကျုံတိုးမြို့စစ်စင်ရေးအတွက်ထုစစ်စင်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်မ99တပ်မ44စစ်ကြောင်းကိုပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေကရွှေနန်းတောင်စစ်စင်ရေးအဖြစ်ကြားဖြတ်ရှေမုံခဲ့ရာတိုက်ပွဲအတွင်းလက်နက်ခဲယမ်းတွေတင်စီရမိခဲ့တယ်လို့ Lion Battalion စစ်ကြောင်းကမနေ့ကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့မတရားဖန်ဆီးစစ်မှုထမ်းခိုင်းထားတဲ့သူတွေနဲ့စစ်ကောင်စီတပ်တွင်းစစ်သားတွေအနေနဲ့စစ်ကောင်စီအမိန့်တိုင်းလိုက်နာမယ်ဆိုရင်အသက်များစွာဆုံးရှုံးရနိုင်တယ်လို့လေအဲ့ဒီစစ်ကြောင်းကအတည်ပြုထားပါတယ်စစ်အာဏာရှင်တဦးတယောက်ကောင်းစားရေးအတွက်မလုပ်ပေမိမိတို့နဲ့လက်တွဲပူးပေါင်းဆောင်ရွက်ဖို့နဲ့မျိုးကိုပက်ပက်လေးဝိုင်းထားတဲ့ပူပေါင်းမဟာမိတ်တွေစီကိုလက်နက်ချကပြည်သူရင်ခွင်ခိုလုံဖို့လေတိုက်တွန်းထားပါတယ်။လိုင်ယန်ဘက်တလီယန်စစ်ကြောင်းဟာကျုံတိုးမြို့တိုက်ပွဲကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL PDF တွေနဲ့ပူးပေါင်းတိုက်ခိုက်နေတာပါရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ရခိုင်မြောက်ပိုင်းကနေထွက်ပြေးသွားကြတဲ့ဘင်္ဂလားဒေ့ရှ်ရောက်မွတ်စလင်ဒုက္ခသည်တွေအတွက်တရုတ်အစိုးရကရိတ်ခါတန်ရှင်2100ဝေယူနိုင်မဲ့ငွေကြေးပမာဏကိုထောက်ပံ့ကူညီခဲ့တယ်လို့ UNDP သတင်းဌာနကမန္တလေးကသတင်းထုတ်ပြန်ပါတယ်။လာမယ့်12လအတွက်ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေအတွက်အပိုငွေဒေါ်လာတန်120အရေးပေါ်လိုအပ်နေချိန်မှာတရုတ်အစိုးရရဲ့အကူအညီထွက်ပေါ်လာတာဖြစ်ပါတယ်။ဒီအကူအညီကိုတရုတ်အစိုးရက China International Development Cooperation Agency CIDCA ကနေတဆင့်ပံ့ပိုးကူညီပေးခဲ့တာဖြစ်ပြီးဒါကာမြို့ကနိုင်ငံတကာစားနပ်ရိက္ခာအစီအစဉ် WFP ကိုလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ဒီလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကိုဒါကာမြို့က WFP မှာပြုလုပ်ခဲ့ပြီးတရုတ်အစိုးရကဒီလိုလူဒန်းမှုအပေါ်ကြိုဆိုတယ်လို့ WFP ကပြောကြားပါတယ်။တရုတ်အစိုးရကကူညီလူဒန်းတဲ့ငွေကြေးပမာဏကိုသတင်းမှာဖော်ပြမထားပေမဲ့လူဒန်းလိုက်တဲ့ငွေဟာဆန်ပဲမျိုးစုံနဲ့ဟင်းချက်စီတန်ချိန်2100ကိုဝယ်ယူနိုင်မှာဖြစ်တယ်လို့ဒုက္ခသည်4500အတွက်3လစာရိတ်ခါထောက်ပံ့ပေးနိုင်မှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇားခရိုင်မှာရောက်ရှိနေတဲ့ဒုက္ခသည်တွေအတွက်စားနပ်ရိက္ခာအပြည့်အဝကူညီထောက်ပံ့ပေးမယ့်ငွေကြေးဟာအသည့်အလူငွေတွေမရောက်ရှိလာရင်လာမယ့်အောက်တိုဘာလမှာကုန်ဆုံးမှာဖြစ်တယ်လို့ WFP ကထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။